ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကိုလင်းခန့်ပါဗျဒါကကျွန်တော်ဒီ Galaxy H2 ပေါ့နော်အင်ဂျင်လေးကိုခွဲပြထားတာပေါ့လက်ကြည့်လိုက်အောင်ကျွန်တော်ဒီတိုက်ပပုံရင်ခွာတယ်ပေါ့နော်တိုက်ပပုံရင်ခွာပြီးတော့ကျွန်တော်ဒီကမချက်တွေချက်အနေထားရှို့တယ်ပြီးတော့ကျွန်တော်ဒီ alternator ဖုံးဖြုတ်တယ်ပြီးတော့ club pin ဆွဲထုတ်တယ်ပြီး motor ဖြုတ်မယ်ပေါ့နော်ဒါကတော့ကိုကျွမ်းကျင်အဆင်ပြေလို့ဖြုတ်လို့ရတယ်ပေါ့နော်ဒါသူဖြုတ်ထားတဲ့အပိုင်းဒီတိုင်းဖြုတ်ရမယ်လို့တော့မဆိုလို့ဒါကတော့တမချင်းပြီးကိုရင်ဖြုတ်တယ်တမချင်းမဖြုတ်ခင်မှာကျွန်တော်တိုင်ပင်ကိုအမှန်ချိန်ပြီးတော့မှတ်ထားဖို့လိုတယ်နော်သူဘီကိုဖြုတ်နေတဲ့အနေထားပေါ့နော်ဒီဖြုတ်ပြီးဘီကမန်နျယ်ဘီဖြစ်သွားပြီပေါ့နော်သူမပြင်ထားရပေါ့နော်သူနိုင်ငံမှာလည်းအဲ့လိုပောက်ကြီးပြက်ရင်မလဲပဲနဲ့ပောက်ကြီးလုပ်တဲ့လူတွေရှိကောင်းရှိမှာပဲနော်ဒါတော့ကမချက်တွေဖြုတ်တယ်EA ဝင်ဖြုတ်တယ်ပြီးတော့ inlet ကိုဖြုတ်တယ်ပြီးတော့ဒါ hack ကိုဆွဲခွာမယ်ပေါ့နော် hack ဆွဲကော main net တွေကို short တယ်ပြီးတော့ hack ကိုကျွန်တော်ဒီ rubber တူးနဲ့ယာယီဖြုတ်ချတယ်ပေါ့နော်ဖြုတ်ချပြီးတော့main gasket ကိုခွာမယ်ပေါ့နော်ခွာတဲ့အချိန်မှာတိုင်မချင်းထောက်နေတိုင်မချင်းတော့တိုင်မချင်းကိုပေါ်ဆွဲမြင်မယ်ပြီးတော့အဲ့မှာတိုင်မချင်းတူတာတိုင်မချင်းကျန်းဖြစ်နေတယ်အဲ့တိုင်မချင်းလဲရမယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီ cloud ကိုဖွင့်မှာပေါ့နော် cloud ဖွင့်တဲ့ cloud နဲ့တွေဖြုတ်မယ်ပြောချင်တာကဗျာတိုးနိုင်ငံမှာလည်းမြန်မာနိုင်ငံနီးသူဆိုတာကောင်းအောင်ပြင်လာကြီးရဲ့ဘင်းကိုစုပ်အောင်ပြင်သွားတဲ့လူရှိကောင်းရှိမှာပေါ့နော်အဲ့မှာကျွန်တော်ချက်ပြတမ်ချင်းရှောင်းလက်နေဖြုတ်တယ်ပြီးတော့ CKB data wheel ကိုဖြုတ်မယ်ပြီးတော့တမ်ချင်းကိုထပ်ဖြုတ်မယ်ပေါ့နော်ပြီးရင် cloud ကိုထပ်ဖြုတ်မယ်cloud ကိုဖြုတ်ပြီးတော့အဲ့မှာချက်ကြည့်အောင်ဟာ cloud ဖြုတ်တယ်နော်အမှ cloud main net ကိုဖြုတ်ချတဲ့အခါမှာသူပြရတယ်ပေါ့နော်ဒါ main net ကိုရိုက်ဖြုတ်ကြတာသူ့နိုင်ငံမှာလည်းပြောချင်တာပေါက်ကရလုပ်တဲ့လူရှိတယ်ပေါ့နော်ဒါကလောင်ဝါရှာပြီးတော့ main ကလောင်ပြီးတော့ injoin ပန့်အောင်ဖြုတ်မယ် injoin ပန့်တော့အများကြီးကျွန်တော်တို့ဒီ gear ပေါင်းနဲ့တွဲထားတာများတယ်ပေါ့နော် injoin ပန့် chain ဖြုတ်မယ်ဒါပြီးတော့ကျွန်တော်ဒီ super charger chain ပြီးကိုဖြုတ်တယ်ပေါ့နော် chain ပြီးရှိတ်6လမ်း6လမ်းပြီးခုနက chain ဖြုတ်လိုက်ပေါ့နော်ပြီးတော့ဒါကတော့ gear box ဆွဲထုတ်မှာgear box က H2 တွေကကျွန်တော် CBR အသုံးလုံးလိုပဲအရှင်ပဲပေါ့နော်gear box error တက်တယ်ဆိုရင် engine ခွဲထည့်ရမလို့ဘူးเนาะ cloud ကိုဖွင့်ပြီးပြင်လို့ရတယ်ပေါ့နော်ဟိုတော့ CBR model အဲ့တိုင်းပဲเนาะဒါတော့ super charger ကြီးကိုဖြုတ်တယ်ပေါ့နော် super charger H2 အများစုမှာ super charger chain ညော့ပြီးတော့အတန်ထွက်လာများတယ်ပေါ့နော်ကျွန်တော်ဒီမှာပြင်ရတာများတာအဲ့ chain ကိုပေါ့နော်ဒါတော့ကျွန်တော်အောက်ကန်ကိုဖွင့်တယ်အောက်ကမှညစ်ပတ်နေပေါ့နော်ဒီမှာ main filter တွေ့လား main filter တွေမှာပိတ်နေပြီတွေ့လားပြောချင်တာတခုအစတွေဝင်ပြီး main filter ပိတ်ပြီးတော့ injoin အသက်နဲပြီးတော့ဘယ်တင်ဖမ်းမှာပေါ့နော်ဒါတော့ connection တော့ဘယ်တင်လို့စစ်တဲ့အမှာ connection တော့ဘယ်တင်မှာကြီးစားအောင်ပေါ်နေလစ်သွားပြီပေါ့နော်ဒါပင်စင်တွေကိုဖြုတ်တယ် connection တော့နဲ့တွဲပြီးဖြုတ်တယ်ပေါ့နော်ကဲလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်